ဒီလူကအေးက40ခုနှစ်ကိုကောက်ယူပြီးပထမဆုံးအကြိမ်စမ်းသပ်ခဲ့တယ်။ဒီနှစ်တန်ကျဲကျဲကြားတာနဲ့စစ်သားတွေကပြေးလာကြတယ်။သူတို့ကသူ့ကိုဖမ်းပြီးချက်ချင်းဖမ်းဆီးခဲ့တယ်။ဒါပေမဲ့သူ့မျက်လုံးကသူဖောက်ထားတဲ့ကြည်စံပေါက်ပေါ်မှာပဲရှိနေပြီးသူ့မျက်နှာမှာကျေနပ်မှုအပြုံးလေးပေါ်လာတယ်။တေနက်ကမပိတ်ဘူးလေ။သူ့ကိုဗိုလ်ချုပ်တဦးရှိတန်းတန်းမတ်မတ်ခေါ်သွားတယ်။သူကစက်တေနက်ရဲ့နမီကျော်ဖခင်ပါ။သူကအဲ့ဒီနေရာမှာပဲရိုင်ဖယ်ကိုဖြုတ်ဖို့အမိန့်ပေးခဲ့တယ်။အစိတ်ပိုင်းတွေကဘလောက်ရိုးရှင်းလဲဆိုတာမြင်လိုက်ရတဲ့အခါသူ့မျက်နှာမှာမယုံကြည်နိုင်တဲ့အမူအရာပေါ်လာတယ်။သူကိုယ်တိုင်အစိတ်ပိုင်းတွေကိုစတင်တက်ဆင်ခဲ့တယ်။10စက္ကန့်အတွင်းမှာပဲအေးက40ခုနှစ်ကအပြေဝပြန်လည်သုံးပြုဖို့အသင့်ဖြစ်သွားတယ်။သူစိတ်ကြေနပ်နေတာထင်ရှားတယ်။ဒါပေမဲ့သူကချီးကျူးစကားတခုမှမပြောခဲ့ဘူး။သူကအမိန့်တစ်ခုပဲပေးခဲ့တယ်။ဒါကအခုထိတိတ်မတည်ငြိမ်သေးဘူး။ပြန်သွားပြီးဒါကိုပိုကောင်းအောင်လုပ်ပါ။ပြီးတော့သူကဒါကိုအမျိုးသားလက်နက်ပြိုင်ပွဲကိုပို့ခိုင်းတယ်။ဒါပေမဲ့သူကဒီအိုင်ဖယ်ကိုသူပါရမီရှင်တယောက်ဖြစ်ကြောင်းဘသူ့ကိုမှတက်သေးပြဖို့လုပ်ခဲ့တာမဟုတ်ဘူး။သူဒါကိုလုပ်ခဲ့တာကစစ်မြေပြင်မှာသူ့သူငယ်ချင်းရဲ့တင်နက်ကအစိုးဆုံးချိန်မှာပိတ်သွားတာကိုသူမြင်ခဲ့လို့ပဲ။အဲ့ဒီအကြောင်းကြောင့်ပဲသူသေဆုံးခဲ့ရတယ်။အဲ့ဒီခိုက်တက်မှာပဲသူကအဲ့လိုမျိုးအပြင်မှာရက်နေရဲ့လက်နက်ကင်ကလုံးဝအတန်မထွက်ခဲ့ဘူးဒါပေမဲ့အတွင်းထဲမှာရှိတဲ့ဂျက်ကသူ့ရှိနေတာကိုကြိုသိနေခဲ့ပြီးလက်နက်ကင်ကရုတ်တရက်အနားကပ်ဖို့စူးစမ်းတာနဲ့ဂျက်ကချက်ချင်းဓာတ်နဲ့တိုက်ခိုက်လိုက်တယ်ဒါကိုမြင်တော့လက်နက်ကင်ကအိမ်ထဲကလူတွေအရန်အနေရများတယ်ဆိုတာနားလည်သွားတယ်ဒါကြောင့်သူကစုတ်ခွာဟန်ဆောင်ပေမဲ့အတွင်းထဲမှာတော့နောက်တစ်ခါတိုက်ခိုက်ဖို့ပြင်ဆင်နေရဲ့ဂျက်လည်းသူ့လက်ကွက်ကိုနားလည်သွားပြီးအခုနှစ်ဖက်လုံးတိတ်ဆိတ်နေပြီနှစ်ဦးစလုံးကအသေးလဲတိုက်ခိုက်ဖို့မလုပ်ခင်တဦးနဲ့တဦးရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့လိုတယ်ဆိုတာသိတယ်လေထဲမှာတိတ်ဆိတ်ခြင်းကပဲတင်ထက်နေပြီးနှစ်ဦးစလုံးကတင်းငယ်တဲ့အချက်ပြမှုကိုစောင့်နေကြတယ်။ရုတ်တရက်တကားခောက်တန်ကြားရတယ်။ဂျက်နားမလဲခင်မှာပဲရဲတွေရောက်လာတယ်။သူကအခြေအနေသိဖို့တဖြည်းဖြည်းအပြင်ထွက်လာပေမဲ့လူသက်သမားရှိနေတာကိုဘာမှမပြောခဲ့ဘူး။သူနဲ့ရဲကစကားပြောနေတော့အပြင်မှာပုံနေတဲ့လက်နက်ကင်ကအตาလေးအတွင်းထဲကိုချောင်းကြည့်နေတယ်။လူကရဲကိုခပ်ပါးပါးလေးမျက်စပိပြလိုက်တယ်။ရဲကချက်ချင်းတစ်ခုခုမှနေပြီဆိုတာနားလည်သွားတယ်။နှစ်ယောက်ပေါင်းပြီးအပြင်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။အရာရှိကအမျိုးသမီးကိုတင်းနဲ့ပြစ်တင်ပေးနေတော့မှပဲရုတ်တရက်သူ့ခင်ပွန်းကိုမြင်လိုက်ရပြီးသူ့ခင်ပွန်းစစ်တုံးပန်းဖြစ်သွားပြီဆိုတာနားလည်သွားတယ်။အဲ့ဒီအချိန်မှာပဲသူကြောက်သွားပြီးထိုင်ခုံပေါ်ထိုင်ချလိုက်တယ်။အရာရှိကသူ့စီလာပြီးဘာလို့ဒီလိုတုံ့ပြန်နေတာလဲလို့မေးတယ်။အမျိုးသမီးကသူ့ကိုယ်သူတိတ်နေလို့မကောင်းဘူးလို့ပြောတယ်။အရာရှိကသူ့တင်နက်ကိုယူပြီးသူ့ရှေ့မှာသူ့ရဲ့ပြစ်ခတ်မှုစွမ်းရည်တွေကိုပြသခဲ့တယ်။ပြီးတော့သူကသူ့လူတွေကိုအမိန့်ပေးပြီးအကျဉ်းသားတယောက်ကိုရွေးချယ်ပြီးရှင်ပြိုင်ဖို့ခေါ်လိုက်တယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီအကျဉ်းသားကအဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းဖြစ်နေပြီးသူရှုံးရင်ချက်ချင်းတက်ပစ်ခံရမှာဖြစ်တယ်။အရာရှိကအရင်ပြစ်ပြီးမျောလင့်ထားတဲ့အတိုင်းပြစ်မှတ်အားလုံးကိုတိတိကျကျပြစ်ခတ်ခဲ့တယ်။အမျိုးသမီးရဲ့ခင်ပွန်းကအရန်အားနေပြီးစိုးရိမ်ပူပန်နေတယ်။ဒါပေမဲ့သူကပထမနဲ့ဒုတိယပြစ်မှတ်ကိုပြစ်နိုင်ခဲ့ပေမဲ့တတိယအကြိမ်မှာလွဲချော်သွားတာကြောင့်သူ့ဇနီးအရန်ထိတ်လန့်သွားတယ်။အဲ့ဒီအချိန်မှာပဲသူ့ခင်ပွန်းတရားတော်မယ်လို့ထင်တဲ့အခါတခြားကျင်းသားတယောက်ရှေ့ထွက်လာပြီးသူ့နေရာကိုယူဖို့ကန့်လန့်ခဲ့တယ်။အမျိုးသမီးပြောတာကိုအရာရှိကမငင်းနိုင်ပဲစိန်ခေါ်မှုကိုလက်ခံလိုက်တယ်။ပြီးတော့သူကအကျဉ်းသားအချို့ကိုပြစ်မှတ်ကိုနောက်ထပ်နီးနဲ့ထပ်ဝေးအောင်ရွှေ့ခိုင်းပြီးပြိုင်ပွဲစတင်ခဲ့တယ်။အရာရှိကသူ့ရဲ့မန်ဘီလူတက်တဲ့နတ်နဲ့ပြစ်မှတ်ကိုထပ်မံရင်တိတိကျကျပစ်ခတ်ခဲ့တယ်။တစ်ဖက်မှာတော့အဲ့ဒီအကျဉ်းသားကိုချိန်ဆက်မပါတဲ့တင်းနဲ့တလက်ပေးထားတယ်။အဲ့ဒီအကျဉ်းသားကလည်း